Megun number 3 အနေနဲ့ November 22 ရက်နေ့ကထုတ်ပြန်လိုက်တော့ပြည်ပအလုပ်ကိုင်သွားမည်သူများအလုပ်သမား passport ဖြင့်သာထွက်ခွာခွင့်ပြုတော့မည်ဆိုတဲ့ကြေညာချက်အရ2019 January လမှစပြီး PV လို့ခေါ်တဲ့အလဲပတ် passport နဲ့ဆိုရင်အလုပ်လုပ်ဖို့ခွင့်မပြုဘူးဟုဆိုထားပါတယ်။ပြည်ပရောက်အလုပ်သမားအများစုဟာ passport လုပ်ကင်စဉ်ကလည်းပွဲစားများနဲ့သာလုပ်ကင်ခဲ့ကြပြီးအဲ့ဒီပွဲစားတွေကလည်းလွယ်လွယ်နဲ့ရတဲ့ PV အလဲပတ် passport ကိုသာရှောက်ထားပေးခဲ့ကြပါတယ်။သက်ဆိုင်ရာကုမ္ပဏီရောက်တဲ့အခါမှာလည်း passport စာအုပ်ကိုအနှံပြီးလုပ်ကင်ကြရတဲ့အတွက်ကို passport ဟာ PV လား PJ လားဆိုတာတောင်မသိကြပါ။တန်ရုံးမှာတွားရောက်ပြင်ဆင်ရအောင်လဲအခွင့်အရေးမရှိကြပါ။အခွင့်အရေးရလို့မြန်မာပြည်ကိုပြန်ကြတဲ့အခါမှာလဲလဲလှယ်ရကောင်းမှမသိပဲဒီစာအုပ်နဲ့ပဲပြန်ထွက်လာပြီးလေစိမ့်မှတာဝန်ကျသူတချို့ရဲ့လက်စားမှုများပါဖြစ်ပေါ်လာနိုင်ပါတယ်။အရေးပေါ်ခွင့်10ရက်လောက်နဲ့ပြန်မဲ့သူတွေကလည်း passport လုပ်ချိန်အတွက်အချိန်မပေးနိုင်ကြပါ။ထို့ကြောင့်လက်ရှိ passport အမျိုးမျိုးဖြင့်အလုပ်လုပ်နေကြသောအလုပ်သမားများ၏လက်ရှိအခြေအနေမှစိုးရိမ်ကြောင့်ကြမှုကင်းအောင်စီစဉ်ပေးနိုင်ပါမည်လားဟုလေးစားစွာမေးမြန်းလိုပါတယ်ခင်ဗျာဒီကိစ္စကိုအပိုင်း၃ပိုင်းခွဲပြီးတော့ဆွေးနွေးကြပါတယ်ကျမတို့ဒီခုနကပဲမလာခင်မှာတန်ယုံကတာမကြီးနေရောကျမတို့ရဲ့မြန်မာပြည်ကရောက်လာတဲ့အဖွဲ့နဲ့ရောဒါကိုဆွေးနွေးပါတယ်ဒီကိစ္စဆိုတော့ကျမတို့အခြေအနေတွေကိုကောင်းကောင်းမွန်မွန်ခါခနနာနားမလဲကြလို့စိုးရိမ်နေကြတာပါအခုပြောထားပြီးပါပြီအခုလက်ရှိကင်ထားတဲ့ passport တွေတက်တန်းကုန်တဲ့အထိဆက်ပြီးတော့ကင်လို့ရပါတယ်ဒါဘာမှပြဿနာမရှိပါဘူးနောက်တစ်ခုကလည်းအဲ့ဒီပေါ်မှာအခြေအနေပေါ်မှာအခြေခံပြီးတော့လာစားခြင်းလို့လေစိတ်မှာပြဿနာရှာတဲ့သူတွေကိုလည်းတေးသေးချာချာတိတိကျကျပြဿနာရှာလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတာအသိပေးလိုက်ပါမယ်အဲ့တော့ဒီကိစ္စအဲ့ဒီကိစ္စကိုလည်းစိတ်မပူပါနဲ့နောက်တတိယအပိုင်းကတော့ဒါကတော့ agent တွေကိစ္စပါကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေဒီလိုပြည်ပမှာအလုပ်လုပ်တဲ့အခါမှာဒီ agent တွေကြားတဲ့ကနေတဆင့်လှုပ်ထားတွေအများကြီးရှိပါတယ်အဲ့ဒီဘက်မှာလည်းကျမတို့ရဲ့ပြည်သူပြည်သားတွေနည်းနည်းမတော်မတရားလှုပ်ထားခံရတာတွေရှိပါတယ်အဲဒါကြောင့်မလို့ဒီ agent တွေကိစ္စကိုလည်း PPCC ကင်တွယ်ရမယ်ဆိုတာလည်းကျမတို့သဘောပေါက်ပါတယ်အဲ့ဒီဟာကိုလည်းကြည့်ပြီးတော့လုပ်ပါမယ်လို့ပြောပြရစီဟုတ်ကဲ့